မှားထားခဲ့တာပဲဖြစ်ပါတယ်အခုတော့အပြိုရွယ်ရောက်ရှိနေပြီဖြစ်တဲ့တန်ဘူလာဟာအင်မတန်ချောမောလှပပြီးဆွဲဆောင်မှုရှိတဲ့ရုပ်စင်အင်္ဂါရှိသူမိန်းမပြိုလေးတစ်ယောက်ဖြစ်နေပါတယ်မိန်းမပြိုလေးတန်ဘူလာဟာဝီတော်ရှင်မထီကိုစွန့်ကပ်ခံဒီမှာသူမညတော်ကမှတ်ခဲ့တဲ့ထူးဆန်းတဲ့အိမ်မက်အကြောင်းကိုမေးမြန်းလျှောက်တင်ပါတယ်အိမ်မက်ထဲမှာနေလုံးကြီးကသူမရဲ့အနာကိုရောက်လာပြီးတော့စကားလာပြောပြီးပန်းစည်းပေးသွားတယ်ဆိုပြီးတော့မှတ်ပါတယ်ဝီတော်ရှင်မထီကလည်းဒါဟာကောင်းတဲ့အိမ်မက်ဖြစ်တယ်မကြခင်မှာယောက်ျားမြတ်တယောက်ရောက်ရှိလာလိမ့်မယ်အဲ့ဒီရောက်လာတဲ့ယောက်ျားမြတ်ကိုကျွေးမွေးပြုစုပါဆိုပြီးတော့မှာလိုက်ပါတယ်ဒီလိုနဲ့ဖုန်ကြီးကျောင်းကနေပြန်လာခဲ့တဲ့မိန်းမပြိုလေးတန်ဘူလာဟာသူမရဲ့ဦးရီတော်ရှင်မထီပြောလိုက်တဲ့စကားတွေဟာထူးဆန်းနေပါလားဆိုပြီးတော့တလန်းလုံးတွေးပြီးဖြည်းဖြည်းချင်းအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်တော့မိန်းမပြိုလေးတန်ဘူလာဟာရုတ်တရက်ကြီးပဲကမှမသိတဲ့ယောက်ျားသားတယောက်အိမ်ထဲမှာရေထိုင်တောင်းနေတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်ရှင်ဘသူလဲဘဲကလာပဲပိုင်ဆိုးပိုင်နဲ့ကျမအိမ်မှာရင်ဝင်တောက်နေရတာလဲချက်စစ်သားဟာဘာမှပြန်မပြောတော့ပဲရေကူသားမနာတမ်းတောင်းနေပါတယ်တန်ဘူလာဟာသူမမိတာကိုမဖြစ်